အားရဲ့အချိန်နဲ့ပြဿနာတော့မရှိဘူးတဲ့တိုင်းအတွက်ပြောပြရတယ်မှန်တာဗောပြောပြပြီးလို့ကျေးဇူးတင်ပါတယ်ပြောပြပြီးလို့ကျေးဇူးတင်ပါတယ်ရှင်အဲ့ဆိုပန်းကိုယုံပြီလားပြောပန်းကိုယုံပြီလားပြောတကယ်တော့ပန်းကြီးကတူ့ရောင်နေမလို့တဲ့ပန်းကြီးဟာအစ်စ်ပဲနော်ဟာမယုံဘူးလို့ပြောရဘူးလေမနေ့ကတကွက်ပြတ်သွားတယ်အဲ့လိုပြောရဘူးပြောပန်းရနောက်မှပေါက်လာတဲ့ချွေချာပန်းလေးပါလို့ချွေချာပန်းလေးပါလို့မိချာပန်းလေးမဟုတ်ပါဘူးနောက်ပဲပေါက်တယ်အရင်ပဲပေါက်တယ်အခုပန်းဖန်နေကြည့်နောက်ပဲပေါက်လို့ဖန်နေကြည့်တော့ပြီကွာအဲ့ဖန်နေရလေဒီလားပန်းရုပ်တိတ်မခင်ကြဘူးနောက်ပြီးတော့ကွာပန်းကြီးအသက်18လို့ပန်းကြီးအသက်ကခုမှ18ရှိပြီကွာ18ရှိပြီအဲ့ဒါကိုလည်းမယုံကြဘူးပန်းကြီးအသက်ကခုမှ18ပဲရှိပါသေးတယ်နေတာကျွန်တော်နဲ့ပြီးလို့ထားအကူကမှ1 star ကိုဖြည့်ပြီးသွား1 star တော့သူတယောက်တည်းဖြည့်ပြီးသွားနော်1 star သူ့မှာဒိုင်းမိုးတွေပါဝယ်ပြီး1 star ကိုဖြည့်ပြီးသွားသူတယောက်တည်းရှင်တို့လိုလူအများကြီးအောင်မလို့ရှင်တို့ညနာကျမပွဲကိုမျောနေမှာပဲနော်ကျမရဲ့ပွဲကိုရှင်တို့မျောနေမှာလေဟုတ်တယ်မလားကျေးဇူးတင်ပါတယ်ရှင်အပေးယူထားလေပြောပြအောင်ရှင်တို့သိချင်တယ်ဗောအဲ့ဒီကိုရင်ကျွန်တော်နဲ့ဘာပေးယူလုပ်ထားလဲရှင်တို့သိချင်တယ်ဗော